ဒီနေ့မှာတော့မော်လမြိုင်ကဝါတာဝိတ်ဝေါကိုအမျိုးများနဲ့အလဲသွားပြီးတွားကဲကြမှာပဲဖြစ်ပါတယ်ပါဗျဒါကတော့ကျွန်တော်တို့ရဲ့ဒူဘိုင်းကဘာပြီးချေချောအိန္ဒိယမွန်ဘိုင်းလေးပါဒါကတော့ဘဲအိတ်တွေဈေးကြီးကြောင်ကြွားနေကြတဲ့အညာကတော်ဒီနှစ်ယောက်ပဲဖြစ်ပါတယ်ရေကူးကန်ရောက်ရင်အပန်းဖြေရင်မျိုးရအောင်လာမီလာမဖြော်ရည်နဲ့ကိမ်းမုတ်တွေဝင်ဝင်နေခြင်းဖြစ်ပါတယ်အင်ဒိုနယ်ဗယ်လေးမှာအိမ်တော်မကြခင်ရီးစားဘွားမှာအချစ်ရဆုံးအမျိုးသားလေးနဲ့ဒီနေရာမှာဘယ်လိုချင်းခဲ့ပြီးဘယ်လိုပြောခဲ့ရကြောင်းကိုရေကုန်ပြီးကုန်ရှင်းပြနေတာပါဟာမူလီဆန်နဲ့ချင်းတာလာရကွာဒါကတော့မွန်ပြည်နယ်ကအဓိကငှက်ကြီးဖြစ်လို့ဗီဒီယိုထဲရိုက်ထည့်ထားတာပါဂျပန်နေစောင့်နေတာလို့ပြောလို့ international လဲဆန်လို့ဗီဒီယိုထဲရိုက်ထည့်ထားတာပါဝါတာဝိတ်ဝေါ်ရီကူးကန်တို့ရောက်ရှိပြီးတော့အညာကတက်လာတဲ့တော်တီးတွေကားပေါ်မှာဆင်းနေကြခြင်းဖြစ်ပါတယ်သူ့ပဲအိမ်ဘလောက်ဈေးကြီးကြောင်ဗီဒီယိုထဲလမ်းလျှောက်ကြွားနေတာပါလက်မှတ်ဝယ်မှာအထဲပေးဝင်မှာမလို့လက်မှတ်တွေဝယ်နေကြခြင်းဖြစ်ပြီးကျွန်တော်ကတော့ပတ်စံမဆိုင်တဲ့အချောင်းသမားလေးပါဝါတာဝိဝေါ်ရဲ့အထဲပိုင်းတို့ဝင်နေပါပြီစော့တော်မစော့ရသေးဘူးအရန်ကဲရှင်တွေကိုမြင်မြင်လေးလမ်းလျှောက်ကြပါဒီမကစားခင်ကလေးတွေအတွင်းပိုင်းကပေါ်တော်တွေကိုလိုက်ကစားနေလို့ကိုပါရောပြီးလိုက်ကစားပြီးလိုက်ရပါသေးတယ်ဒါကတော့ညီမတော်နှွဲ့နောင်ကလေးကိုနှိပ်စက်လို့ကောင်းနေတဲ့ကိုကြီးအာဆွန်းတယောက်ရဆေးဒီတို့တွေဒါပဲစီးနေနဲ့ရေထဲတွားရအောင်လို့လက်တိုးလိုက်မှဂျီကူးကန်ဘက်ကိုကျွန်တော်တို့တော့မဆောက်ပဲပြေးကြပါတော့တယ်ဒီတော့မှချောစီးရဲ့သူကစီဆက်ပြကန်ထဲမှာဂျီချိုးတဲ့သူကချွတ်နေဟုတ်တော့ဟုတ်နေကြပါတယ်ဒါကတော့ကျွန်တော်အရန်ကူးရှင်နေတဲ့ဂျီကူးကန်ကြီးပဲဖြစ်ပါတယ်ဂျီကူးကန်နဲ့ရောက်တော့လဲကျွန်တော်ဘွားကမตายရတဲ့မက်တင်များလို့ပါပဲရေလေးကူးပြီးရေလေးနဲ့ရမလားလို့ရေထဲစိတ်လိုက်ပါတယ်ကိုတော်ချောအာဆွင်းလေးကိုရေထဲမှာစိတ်မချလို့ရေမကူးပဲသူ့ထိန်းနေရတဲ့တင်ကလေးဖြစ်သွားရပါတယ်ကလေးထိလို့ပြီးတော့အသက်ကအင်ဂျီလေးယူပြီးရေလွာချောစီအမြင့်ကြီးသွားစီးပါမယ်ဘောလို့ကျုံးဝါလိုက်ပင်မဲ့အပေါ်ရောက်တော့အောက်ကိုကြည့်ပြီးဒူးတွေတုံလို့စီးရမလားမစီးရဘူးလားဆိုပြီးရင်တဝက်မှအောက်တို့ပြန်ဆင်းပြီးကလေးပဲဆက်ထိန်နေခဲ့ပါတယ်ကလေးထိန်းတာကပဲဗင်မင်ဘဝကိုအေးချမ်းမှာမို့ရေကူးတာထက်ကလေးထိန်းတာပဲပိုကောင်းလို့ရေထဲဆင်းရင်ကလေးထိန်းပြီးမိမမရှိတဲ့ဖေဖေကြီးတယောက်ဖြစ်ခဲ့ပါတယ်ကလေးထိန်းနေရင်ကရင်မလေးတယောက်ကအနားကပ်ပြီးကလေးထိန်းနေတဲ့ကျွန်တော်ကိုအကောင့်လေးပေးပါလားလို့အမျိုးတွေနဲ့လာတောင်းခိုင်းလို့ရှက်ရမ်းပြီးရေကူးကန်ကနေဆက်ပြကန်တို့အမြန်ပြေးရပါတော့တယ်အမှန်ဆိုကလေးမလေးအကောင့်တောင်းတာကိုပေးလိုက်မှဆိုရင်မဲ့ကလေးမကကို့အမျိုးတွေကနေတဆင်လိုက်တောင်းခိုင်းတာဆိုတော့ပေးလိုက်ရင်ကို့ပုံရိပ်ကအမျိုးတွေကြားမှာရွာစီးထားတဲ့တနာကောင်ဖြစ်ကြံခဲ့မှာမို့အာနာနာနဲ့ညင်လိုက်ရတာပါခင်ဗျာအဲ့ဒါနဲ့ပဲကလေးမဟုတ်တဲ့ကလေးဖေဖေကကလေးစီးယူလာမှာပဲตายရတဲ့ဘဝလေးကိုရှာဖွေခဲ့ပါတယ်ချောလာကကိုယ့်တဘောနဲ့ကိုစီးရမဟုတ်ပါဘူးအနောက်ကကျေးဇူးရှင်ညီမတော်တွေရဲ့ကျေးဇူးတော်နဲ့လောက်ကြံခံရပြီးစီးတက်သွားတာပါအဲ့လိုပဲကလေးတွေနဲ့ဟိုဟာစီးလိုက်ဒီဟာစီးလိုက်နဲ့ပျော်ရင်နောက်ဆုံးမှမောသွားလို့နားနေခံနဲ့တွားရင်ဒူဘိုင်းကအိန္ဒိယမွန်ဘိုင်းနဲ့စပီတစ်ပြက်ဆွဲခဲ့ပါတယ်ပြီးတာနဲ့အဝတ်စားလဲပြီးကလေးတွေနဲ့အတူဟိုဟာဆော့လိုက်ဒီဟာဆော့လိုက်နဲ့ပြန်ပြီးရွာစီထားနေခဲ့ပါတယ်သဘင်းကြီးကိုစီးနေရင်ကျွန်တော်ကောင်အဆွင်သူ့ရဲ့ခွဲထန်းကရထားတဲ့ဖြိုရီတုပ်လေးကိုကျွန်တော်ကိုအချစ်လွန်အလွန်ချစ်လို့ဆိုပြီးအတင်းထိုးတိုက်လို့ကျွန်တော်လည်းအတင်းတောက်ခဲ့ပါတယ်အဲ့ဒါနဲ့ပဲကလေးတွေနဲ့အတူချောတွေလိုက်စီဓာတ်ပုံတွေလိုက်ရရင်အပျော်ကြီးပျော်ခဲ့ရပါတယ်ရိုက်မလေးစားပဲ
တောင်းဝယ်ကိုရရိုက်မယ်ဟာရောက်ရိုက်မယ်ခါရော စိတ်မရှိတဲ့ဘဲချောကြီးမမိုချိုတူးကတော့ကလေးတွေကိုစောင့်ရင်စိတ်မရှိစွာနဲ့ပဲတရေအိတ်သွားပြီဆိုပေမဲ့ကျွန်တော်တို့ကတော့ကဲလို့ကောင်းနေကြတော့မှာပဲကဲလို့ဝါလို့ညနေဆောင်သွားတာနဲ့အိမ်ပြန်ကြတော့မှာပဲဖြစ်ပါတယ်ဒါကတော့တုကိုတူစောက်ဆရာမကြီးထားဖမ်းနေတဲ့ဒဏ်ရာလေးပါအိမ်ပြန်ရင်ကြံခဲ့မှာမို့ကားပေါ်အလူရက်ပြီးသက်နေကြတဲ့အမျိုးတအုပ်ပါခင်ဗျာရီရှိုးပြီးတော့သူ့ကိုယ်သူအလားလွန်အလွန်လာပြီးထင်ပြီးကင်မရာမကြောက်ငါဟာနဲ့တမီရုပ်ပေါက်ဆိုပြီးကင်မရာရှေ့လက်နဲ့ချောင်းတော်ထောင်ပြလိုက်ပါသေးတယ်ဂျပန်နေစောင့်နေတဲ့ဇာတ်ကြီးကိုစောက်ကြော်တင်းတင်းနဲ့ဖျက်မောင်းနေတာပါဒါကတော့မော်လမြိုင်ကမ်းနားလမ်းကိုဖျက်မောင်းနေခြင်းဖြစ်ပါတယ်ဒီလိုလူတွေနားမှာပဲပတ်ပြန်နေတဲ့ငဲ့ OCD ကိုဗီဒီယိုထဲမှာတွေ့ရရင်ရုံတော်ရုံမှာဖုံးတဲ့ကျွန်တော်ကကိုယ်တိုင်မြင့်ဝါချင်ရင်တွေ့ခဲ့ရလိုက်လို့အော်မဆုံးဖြစ်ခဲ့ရပါတယ်။ဒါကြောင့်မို့လဲရောက်ဘူးတည်းကကန်နာလန်းနေထဲမှာမော်လမြိုင်ကန်နာလန်းကိုအကြိုက်ဆုံးဖြစ်နေရတာပါခင်ဗျာ။ဘဝကဲလို့လည်းပြီးပြီဆိုတော့နောက်နေ့မှပဲဆက်ကဲတော့မှဖြစ်လို့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပါရသည်ခင်ဗျာ။